Hello ချူပါဒီတစ်ပတ်ရဲ့အစမန်ဒေးလေးမှာချူပါတွေလောက်ခဲ့လဲချူနဲ့တူလိုက်ကြည့်ခဲ့ပါဦးနော်ချူဒီနေ့မနက်9နာရီကျော်မှနိုးပါတယ်အိယာနိုးတာနဲ့ညရေရေခဲတက်တာအောက်ခံတွေကိုရွှေ့ထားတယ်ပစုံလေးကြော်ဖို့လုပ်လိုက်ပါတယ်ပစုံအိယာနိုးမှပြင်ရတော့လေအသေးတောင်ပြင်ရပါတယ်ပစုံမပြင်ခင်မှာအိယာနိုးချင်းကင်မွန်ကျွေဟင်းရည်လေးတင်လိုက်တာအတော်ပဲဖြစ်သွားတယ်ပစုံလည်းပြင်ပြီးကင်မွန်ကျွေလည်းကျက်သွားပြီဆိုတော့ပစုံလေးကြော်ဖို့လုပ်လိုက်ပါတယ်ခလေးတမင်းကြောက်ရဦးစားပေးပြီးချက်ရတော့မို့လေဒီနေ့ကတော့အချိုတွေပဲပစုံလည်းအချိုကြော်တယ်ကင်မွန်ကျွေဟင်းရည်လေးနဲ့ပေါ့နော်ပစုံလေးကြော်ပြီးတော့နနမင်းချွတ်သူမို့နနမင်းကတော့ရအောင်ထည့်ပါတယ်ဟင်းနေချက်ပြီးဆိုတော့ကလေးကိုသူ့ဖေဖေရေချိုးပေးနေတော့မျက်နှာတစ်တော်ရည်နဲ့ဖះတောက်တော်ရည်လဲလိုက်ပါတယ်ပြီးတော့ဖះစွန်းတော်လဲကတ်လိုက်ပါတယ်ခဏနေရောကြောင်းပို့ဖို့ထွက်လာပါတယ်ဒီနေ့ကချူကကလေးကြောင်းပို့ပြီးအလုပ်ကိစ္စတစ်ခုတန်းသွားမှာမလို့ပါအားကြောင့်လာပြင်လာတာပါပြီးတော့မနက်စာကိုသွားမယ်လမ်းပေါ်မှာရှိရဲလက်ကီ7မှာပဲမနက်စာဝင်စားလိုက်ပါတယ်ဒီစားမုံဟင်ကလေးစားကောင်းတယ်ဆိုလို့မှာကြည့်ရတဲ့ကဲကိုစားလို့ကောင်းပါရဲ့ရှင်အမျိုးသားတော့ခောက်ဆွဲသုံးမှစားပါတယ်ပြီးတော့ပစုံကော်ပြန်လေးလေးရဲ့လက်ဖက်ရည်တစ်ခွဲမှာပြီးတော့မနက်စာစားလိုက်ကြပါတယ်မနက်စာစားနေတော့မှပဲလေမိုးတွေကတအားရွာလာတယ်အဲသွားမယ်နေရာမသွားသေးပဲနဲ့ခဏထိုင်နေလိုက်ကြပါသေးရဲ့ဒီလက်ကီ7ဆောင်လေးချူခုမှရောက်ဘူးလားတိလားစိမ့်စိမ့်ဆူဆူနဲ့ထိုင်လို့ကောင်းပြီစားတော့လေးလည်းကောင်းတယ်နော်ခဏနေရောအလုပ်ကိစ္စချိန်လာတယ်စိတ်တစ်ကိုသွားလိုက်ပါတယ်အလုပ်ကိစ္စလေးနိုင်ဝက်ကျော်လောက်ဆွေးနွေးပြီးရတယ်အလုပ်ပြီးလို့ချူပြန်လာခဲ့လိုက်ပါတယ်ဒါလေးကတော့ outfit check ပြန်လာတော့ကန်ဒီလေးကိုကြောင်းဝင်ကြိုလိုက်ပါတယ်ကျောင်းဝင်ကြိုပြီးတော့သူ့အဖွားတော်ရင်ခဏဝင်သေးရပေါ့နော်အဲ့မာတွေကဘိုက်ကတအားစားနေရအဲ့နဲ့အိမ်လည်းပြန်ရောက်တော့နေ့လည်စာကိုချက်ချင်းစားလိုက်ပါတယ်အခုပြတင်းပေါက်မှာတင်လာရလေပန်းလေးတွေကလေမနေ့ကဖျားပန်းလေးတော့ကတချို့ပန်းလေးကကောင်းလေးရှိသေးတယ်တွေ့ရတယ်လေအပန်းကောင်းလေးကိုဖြတ်ပြီးတော့ပလင်းလွတ်လေးတွေမှာထိုးထားတာပါချူကလေကိုယ့်ကိုယ်သာအလှပြင်တာငငယ်တော့ဆိုပန်းလုံးဝမချိုက်တတ်အောင်မိမမဆန်တာလားမသိဘူးအခုအသက်ကြီးလာလို့ထင်တယ်ပန်းလေးတော်တော်ချိုက်တတ်နေရပါနေ့သာစားပြီးရနဲ့ကလေးနဲ့တူတူတကြီးလောက်အိတ်လိုက်ပါတယ်ပြီးတော့အရာနိုးလာတော့ကန်ဒီလေးကိုမနေ့ကလိုပဲပြောင်းမှုကင်လေးချိုက်တဲ့ဆိုလို့ပြောင်းမှုကင်လေးလုပ်ကြွေးပါတယ်ဟိုနေ့ကလေ TikTok ကကွန်မန့်မှာလာမိကြတယ်ပြောင်းမှုကင်တာလေးဘယ်လိုကင်လဲဆိုတာ air fryer နဲ့လေအဲ့လေးနောက်နေ့ဗီဒီယိုတက်လေးတင်ပေးမယ်နော်ကန်ဒီလေးကတော့တအားကြိုက်ပဲချူးလည်းကြိုက်တယ်မှုေးပြီးတော့လေ air fryer လေးနဲ့ကင်တာအလုပ်လည်းမရှုပ်ဘူးပေါ့နော်ဒါကတော့တရေနိုးလာလို့သူစနက်လုပ်ကြွေးတာပေါ့နော်အဲ့လိုမျိုးကိုပါပဲလှုပ်ကြွေးအားရပါရစားရဲဆိုရင်ပြောနေအောင်ဒီပြောင်းမှုကင်လေးကတော့ကန်ဒီဗီယာကြိုက်တယ်ဆိုလို့ချိုးလဲခဏခဏလှုပ်ကြွေးတာပါသူပြောင်းမှုစားချစ်ဖို့ကောင်းလို့ဆိုပြီးသူကက်လေးအများကြီးထည့်ထားပါတယ်တကယ်မနိုင်စိမ့်မှာဘလော့ရိုက်နေမှတီလိုပေးရနေအိုက်တင်လုံနေရအဲ့ညနေအစာပြေးလဲစားပြီးပြီဆိုတော့အလုပ်လေးတစ်ဖြတ်လုပ်ဖို့လုပ်ပါတယ်ဒါပေမဲ့အမှုကြီးကအလုံးမလုပ်ချင်တာမို့လို့ဗီဒီယိုပဲ edit လုပ်လိုက်တော့မယ်ဆိုဗီဒီယို edit ပဲလုပ်ပါတယ်ချူရဲ့တနေ့ဒါလေးကိုလိုက်ကြည့်ပေးလို့ကျေးဇူးပါနော်နောက်ဘလော့လေးမှာပြစမမရှင် bye